ကျွန်တော်နာမည်ကတော့ဟိန်းသူရလို့ခေါ်ပါတယ်ဗျခင်တဲ့လူတွေကတော့ကိုတူအားလို့လည်းခေါ်ပါတယ်လက်ရှိကျွန်တော်တို့အိမ်မှာမိသားစုဝင်နေနဲ့၄ဦးရှိပါတယ်ဗျဒါလေးကတော့ကျွန်တော်ဒူမာလေးပါအသက်က3နှစ်ကျော်ရှိပြီဗျအခုအိမ်ထဲဝင်ကြပါအောင်ဗျဟုတ်မင်္ဂလာပါကောနေ့တူကတော့ကျွန်တော်ဒီမုတ်ဖွင့်တော့မယ်ဆိုရင်တော့ကျွန်တော်မနက်အစောပိုင်းထားရတယ်မုတ်တွေပါဖြောပြပြီးတော့မှ၄ခွဲ9နိုင်လောက်ဆိုရင်တော့ကျောင်းလမ်းထိပ်မှာဆိုင်ဖွင့်အပြီးပေါ့နော်ရောင်းကြပါတယ်ဗျနေသားပူသွားတဲ့အချိန်မှာအဖေအနေနဲ့သူနည်းနည်းခေါင်းမူခေါင်းကြိုက်တာတော့ရှိနေတာပေါ့ကျွန်တော်ဒီညမိုးချိုပိုင်း8နာရီပတ်ချာလဲလောက်လဲကြာလုံးလုံးခေါင်းကမထောင်နိုင်တော့အမေကိုဖုန်းဆက်ပြီးလှမ်းခေါ်ကိုလည်းရောက်တော့သူကခဏထိုင်မယ်တဲ့ကဲထိုင်ဖို့သူကိုကတော့ဆက်ပြီးတော့အလုပ်လုပ်တယ်အဲ့ဒီအချိန်မှာပဲသူကဒီလိုဇက်လန်သွားပြီးတော့တခါတည်းတက်ပါသွားတယ်ထင်ပါတယ်ဟောရုပ်တရက်ကြီးဆိုတော့လဲခံစားရတာပေါ့သူကရှာကျွေးနေရလို့ဥဆောင်ပြီးတော့သူမျိုးသမီးကနေပြီးတော့ကျမကိုစတင်ပြီးတော့ contact လုပ်တယ်ပေါ့သမီးဒီလိုဆုံးသွားပြီဆိုတော့ညီမသူ့အိမ်ကိုချက်ချင်းလိုက်သွားတာပေါ့မူးတယ်ဆိုတာပဲသူတို့သိတယ်ဆိုပြီးတော့သူတို့ဆေးရုံသွားတဲ့အချိန်မှာလမ်းမှာဆုံးသွားတာ customer ကဒါပေမဲ့ဆေးရုံရောက်တဲ့အချိန်မှာဆေးရုံရဲ့ပြောကြားချက်အရာကျတော့သူကဘာဖြစ်သွားလဲဆိုတော့အုံတော်သွေးကြောပြက်ပြီးဆုံးသွားတယ်ဆိုတာတော့သူတို့သိတယ်ပေါ့ဟိုအဖေဆုံးပြီးပေါ့နော်နောက်ရက်ပေါ့နောက်ရက်လဲကြာတော့ကျွန်တော်ဒီအသက်အမာကန်ကုမ္ပဏီကနေပြီးတော့အမတယောက်ရောက်လာတယ်ဗျရောက်လာပြီးတော့မှသူတို့ရှိမှအသက်အမာကန်ထားပေးခဲ့တယ်ဆိုတဲ့ဟာတွေရောဒီဘလို့အကြောင်းအရာအကြောင်းထားခဲ့တဲ့ဟာဆိုတော့သူကလာပြီးရှင်းပြတယ်ဗျချုံးတယ်လို့ကြာတော့အဲ့ကောင်မလေးလာပါတယ်လာပြီးတော့အဲ့ဒါသူကအဆအရရအကုန်လုံးကူညီသွားတယ်အဲ့နဲ့နောက်ဆုံးမှာတော့ဒီ claim လေးကိုရခဲ့ပါတယ်အမခံရောကြီးရတဲ့အခါမှာကျမတို့အိမ်ပေါင်ထားရှိပါတယ်အဲ့ဒါလေးကိုပြန်ရွေးဖြစ်တယ်အိမ်လေးကိုပြန်ပြင်ဖြစ်တယ်အဖေအနေနဲ့ကတော့အမကန်ကသူ10နှစ်ထားခဲ့ပေါ့နော်၄လမြောက်မှာပြီးဆုံးမသွားတဲ့ကြောင့်မလို့ဒီအမကန်ကုမ္ပဏီအနေနဲ့ပေါ့နော်ဒီအမကန်ရောချင်းကိုပေးပြီးတော့မှကျွန်တော်တို့ဆက်သွင်းစရာလည်းမလိုတော့ပါဘူးဗျ3ရက်ပဲကြာလိုက်တယ်ဘာဖြစ်လဲဆိုတော့သူတို့ document စုံသွားတဲ့အခါကျတော့ညီမတို့စတင်ပြီးဂျားထဲမှာပေါ့နော်1ရက်ပဲခြားပြီးတော့နောက်ရက်ဆိုတာနဲ့ငွေပြန်ဝင်တယ်အစကတော့အဲ့လောက်ကြီးမြန်မြန်ဆက်ဆက်လုပ်ပေးမယ်လို့မထင်ဘူးလေဒီအမကန်တစ်ခုထားတာတော့ဘာအနေနဲ့ကောင်းလဲဆိုတော့ကိုယ်လေးပေါ့နော်မရှိသည့်တိုင်အောင်နောက်မိသားစုတွေအခက်အခဲမရှိဖြည့်ရှင်းနိုင်တဲ့အခက်အခဲပေါ်လာခဲ့မဲ့အရာတွေကိုလည်းဒီအမကန်ငွေကြီးလေးနဲ့ပေါ့နော်ပြန်လေပြီးတော့အဆင်ပြေလှုပ်ဆောင်သွားနိုင်တဲ့အတွက်ကြောင့်မလို့ဒီအမကန်လေးကထားတင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဗျကျမအနေနဲ့ကတော့နောက်လာမယ့် customer တွေကိုလည်းပိုကောင်းတဲ့ဝယ်ဆောင်မှုမျိုးကိုပေးသွားမယ်လို့ဆုံးဖြတ်ထားပါတယ်